နောက်ပြီးတော့ဗျာကျွန်တော်ဒီ relationship mindset နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကပို့ပြီးတော့ရင့်ကျက်လာဖို့လိုရလေဗျာဟုတ်တယ်မလားကျွန်တော်ဒီအရွယ်ရောက်လာပြီးသားလူတယောက်ဗျာ relationship မျိုးစုံတွေကိုကျွန်တော်ဖြတ်သန်းလာပြီးတဲ့လူတယောက်ကမနော်ရှင်းပြောရင်ဗျာကျွန်တော်ရည်စားတွေပဲထားဖို့ပြီးအသေးတွေပဲကွဲဘူးတဲ့လူတွေပေါ့ဗျာဟုတ်တယ်မလားဟိုကျွန်တော်ချစ်ကြတယ်လက်တွဲကြတယ်နောက်ပြီးတော့သဘောထားချင်းမတိုက်ဆိုင်တဲ့အခါတွေမှာကျွန်တော်လမ်းခွဲကြတယ်အသေးကွဲကြတဲ့လူတွေရှိတယ်လုံးဝအကြီးကျယ်အသေးကွဲကြတဲ့လူတွေပေါ့နော်တချို့တွေကြတော့လေအနေချင်းအောင်နာကျင်ပြီးတော့ဘဝတွေကိုချင်းပြက်လာတဲ့လူတွေရှိတယ်ဒီလိုမှမဟုတ်ဘဲနဲ့တကယ်ကိုလုံးဝအပြင်းထန်နာကျင်ခံစားပြီးတော့ဗျာတချို့တွေဘဝတွေပါစုပ်ပြတ်သွားတတ်တဲ့လူမျိုးတွေလည်းရှိတယ်ကျွန်တော်လူမျိုးဗျာအတွေ့အကြုံမျိုးပုံစံမျိုးကျွန်တော်တို့ကဖြတ်တန်းလာပြီးတဲ့အချိန်မှာဗျာကျွန်တော်တို့ခင်ဗျားတို့ကဘာတွေနားလည်လိုက်လဲဒီကနေပြီးတော့အဲ့ဒီလေးရှင်းရှင်းတွေကနေကျွန်တော်ဘာတွေရလိုက်တယ်လဲဘလို့အမှားတွေဘလို့အမှန်တွေကျွန်တော်ဘာတွေလုပ်တဲ့နယ်ဆိုတော့ကျွန်တော်နားလည်သွားလဲချို့ရှိလိမ့်မယ်ဗျာဒီຢာတွေကိုကြုံမှုတဲ့လူတော်တော်များပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပေါင်ခဲ့ဘူးတော့ဗောနော်ဒီအခြေရငွေကြေးရဲ့ဘဝထဲမှာကျွန်တော်ဗျာတွေများကုန်တာပေါ့ဘယ်ဟာကိုကျွန်တော်တို့ကအတွေ့အကြုံယူပြီးတော့ကျွန်တော်တို့ကဘယ်လိုရှေ့ဆက်ဖြတ်တန်းလာပြီးတော့ကျွန်တော်ဘယ်လိုရင်းကျက်လာရမယ်ဆိုတာတွေဒါပေမဲ့ကျွန်တော်တို့ကဗျာကျွန်တော်တို့ချစ်တဲ့သူတွေကိုလည်းဘဝတွေထိခိုက်ခံပြီးတော့ချစ်ခဲ့ကြရလေဟုတ်တယ်မလားနောက်ဆုံးတော့ကျွန်တော်ဒီဘဝတွေထိခိုက်မှာဆိုလို့အခြေအနေတွေမပေးခဲ့လို့ကျွန်တော်တို့ချစ်တဲ့သူတွေကိုလည်းကျွန်တော်ဆုံးရှုံးခဲ့ရပြီဒီလိုနာကျင်စရာအခြေအနေတွေကျွန်တော်ဖြတ်တန်းလာပြီးတဲ့ခါမှာဗျာခင်ဗျားတကယ်ကိုအချစ်တဲ့ဘဝဒီငွေကြေးတွေရားထဲမှာတကယ်ကိုရင်းကျက်လာတင်ပြီလို့တော့ထင်တယ်ဗျာလုံးလုံးမဟုတ်အောင်ပဲဗျာကျွန်တော်အနေငယ်လို့ကျွန်တော်ရင်းကျက်တင်ပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်ဗျာဒီချစ်တဲ့ဆိုတဲ့စကားလုံးရဲ့နောက်မှာဒိဗေတစ်ခုရှိတယ်ဗျာကျွန်တော်အမြဲသုံးနေကြဒိဗေတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီအချစ်စစ်တွေမေတ္တာစစ်တွေမေတ္တာမှန်ရဲ့နောက်မှာကျွန်တော်ဒီပြည့်စုံခြင်းတွေလှိလှရှူထားနိုင်တယ်နော်အဲ့လိုစကားလုံးမျိုးတွေကျွန်တော်ပြောတတ်ကြတာရှိတယ်အဲ့လိုလက်ခံနိုင်ကြတဲ့လူလည်းရှိတယ်ဟုတ်တယ်ဟုတ်ပါတယ်ဒီစကားလုံးရဲ့ဒီလိုမျိုးအတိတ်ပဲလည်းတကယ်ကိုမှန်ကန်ပါတယ်ကျွန်တော်ဒီစစ်မှန်တဲ့ရှင်းမြတ်တာတွေကတကယ်ကိုစွမ်းအားကြီးပါတယ်ဘဝရဲ့ပဲအချိန်တွေမှာမဆိုခင်ဗျားရဲ့လောကဓာတ်အနေမြင့်နေမှာအလိမ့်မြင့်နေအတွက်ပေါ့နော်ခင်ဗျားနားမှာရှိနေတဲ့တိတ်ကိုတန်ဖိုးကြီးတဲ့လက်စုံပေါ့ဗျာဒီစစ်မှန်တဲ့နှလုံးသားပျော်ရွှင်မှုတွေကိုလည်းဖန်တီးလို့ရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကိုကျွန်တော်တို့ကရှေ့ဆက်ထိန်းသိမ်းနိုင်မှုအတွက်ကတော့တစ်ဖက်ကလည်းခင်ဗျားရဲ့မေတ္တာအစစ်မှန်ပိုင်ရှင်ရလဲသူခင်ဗျားကိုပေးရတဲ့ဒီယုံကြည်မှုကိုပုံမခံခန့်လာစေဖို့ခင်ဗျားနားမှာစိတ်လုံခြုံရှိနေနိုင်မှုဆိုတာလေခင်ဗျားရဲ့ဒီဘဝပေါ်မှာရင်းကျက်လာခြင်းတွေတိုးတက်လာတဲ့စိတ်နေသဘောထားတွေလောကဓာတ်ဒီအနေအမြင့်တွေပေါ်မှာတုံလုံးချင်းနေတဲ့စိတ်ထားတွေလုံးဝမတုံလို့ဘူးလို့ကျွန်တော်မပြောလို့ဘူးနော်တာမန်ပုရုษင်လူသားတွေမှာများလူတိုင်းပေါ့ဗျာအနေငယ်တော့ကျွန်တော်ဒီတုံလုံးကြတာပါပဲလေဟုတ်တယ်မလားဒါပေမဲ့တုံလုံးမှုနည်းပြီးတော့ဗျာအကောင်းဆုံးထိမ့်သိမ့်တဲ့လူနဲ့တုံလုံးမှုများပြီးတော့ကျွန်တော်ဗျမ်းမတာဖြစ်သွားတဲ့လူနဲ့ဒါပဲကွာတာပါဒါကြောင့်မို့ဗျာကျွန်တော်ဒီဘဝရဲ့ပုံမှာရင်းကျက်တဲ့လောက်ရင်းကျက်လာဖို့လဲလိုသလိုနောက်တစ်ခုကကျွန်တော်ဒီငွေကြေးရှိရင်ဘာမဆိုဖြစ်နိုင်တယ်လို့တချို့လူပြောကြတယ်တချို့ကလည်းငွေရတချို့ရတယ်ဝယ်လို့မရဘူးဒါတွေအကုန်လုံးကလည်းသူ့ရှုထောင့်နေရာနေကြည့်ရင်တော့ကျွန်တော်ဒီလက်ဖုံးနဲ့လက်ဖွားလိုပဲဗျဘယ်ဘက်ကနေကြည့်မှန်နေတဲ့သဘောတွေမှာရှိတယ်ဒီလိုပြောတဲ့လူတွေနှစ်ဦးစလုံးကလည်းမှားလည်းမှားမနေဘူးမှန်လည်းမှန်မနေဘူးပေါ့နော်အလုံးစုံတော့ဟုတ်ပြီဗျာဒါဆိုရင်ကျွန်တော်တို့ဒီသဘာဝကြလက်တွေ့ဆန်ဆန်များစိတ်ကူးရင်နေတိုင်းနဲ့လျှော့ပြီးတော့ကျွန်တော်အရင်ဆုံးစဉ်းစားကြည့်အောင်ဗျာပတ်စံနေတိတ်ရှိတိတ်ချမ်းသာပြီးတော့တိတ်အောင်မြင်ကြတဲ့လူတွေအောင်ဒီလိုမျိုးဖောက်ပြန်ခံရတဲ့အရာတွေအိမ်အောင်ကြီးမตายရတဲ့ဟာတွေချစ်တဲ့လူတွေရှိရလှလူရှုခံရမျိုးတွေဒါတွေရောမရှိတော့ဘူးလားလုံးဝမရှိတော့ဘူးလားဒါတွေရောတေချာဖို့ရှိရပါဗျာဒါဆိုရင်တယောက်ကိုတယောက်ကျွန်တော်ဒီမေတ္တာစစ်တွေတစ္ဆာတရားတွေနဲ့ချစ်ပါတော့လဲဘဝရဲ့မပြည့်စုံခြင်းတွေကြောင့်ဗျာဒီဝေးကွာသွားတဲ့လူတွေရောမရှိဘူးလားဒါတွေလည်းရှိတာပဲဗျာရိုက်တက်လို့တော့မကုန်ဘူးဟုတ်တယ်မလားအချင်းမပါပဲနဲ့ငွေနဲ့ဖန်တီးထားတဲ့လူတယောက်စီကကျွန်တော်တို့ကဗျာနှလုံးသားတစ်စုံချစ်ချင်းမေတ္တာတွေမှာတော့ဒီတန်တရားတွေကတော့အနေနဲ့ချင်းပါဝင်နေတဲ့အတွက်ကြောင့်မလို့စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေဆိုတာတော့နည်းလိမ့်မယ်ပေါ့နော်ဒါမဲ့ချစ်တွေစစ်မှန်လုံးပြီးတော့လဲဒီငွေကြေးဆိုတဲ့ဒီဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုမပါဝင်တဲ့အခြေတစ်ခုကလည်းခင်ဗျားထင်တယ်လို့ပျော်ရွှင်ရမှာတော့မဟုတ်ဘူးဗျအဲ့ဒီအရာမျိုးတွေကကြာလေဒီပျော်ရွှင်ရခြင်းတွေပျောက်ဆုံးလာစေနိုင်တယ်ပေါ့နော်ဒီရှေ့အရာတွေအားလုံးပျောက်ဆုံးလာစေနိုင်တယ်ဘာကြောင့်လဲဆိုတော့ဗျာတစ်ဖက်ကဖီအားတွေအရင်များလာတဲ့ခါကျတော့ဒီဘဝကနေဘတ်ပေါင်းစုံနေဖီအားတွေအရင်များလာတဲ့ခါကျလို့ရှိရင်တစ်ဖက်ကပျော်ရွှင်ခြင်းတွေကပျောက်ကွယ်သွားတတ်တာဗျာဒါသဘာဝပဲအဲ့ဒါကြောင့်မလို့အဲ့လိုမျိုးပျောက်ကွယ်သွားတဲ့ချိန်မျိုးမှာခင်ဗျားတို့နှစ်ယောက်ကဘလောက်ပဲချစ်ချင်းမြတ်တာတွေဒါပြည့်ညတ်နေပါစေကြောချင်းကပ်ပြီးတော့ခင်ဗျားတို့တက်ပြင်းနေချနေရလိမ့်မယ်ဗျ
ဒီလောကရဲ့အနေမြင့်တက်ကြတွေကလည်းကြုံလာအောင်မှဖြစ်တယ်ဗျာဟိုတချို့တွေရှိတယ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာတော့ကျွန်တော်ယုံကြည်ချက်တွေပျောက်ဆုံးသွားကြတာမျိုးတွေဟိုနောက်ပြီးတော့ဒါတွေကလည်းဗျာသူတို့ကအတိုင်းအတာအခြေအနေတစ်ခုတည်းနားလည်မှုတွေကသူတို့ရဲ့ဂျားထဲမှာရောက်ရှိနေဗျာသူတို့ရဲ့ဂျားထဲမှာဒီအတိုင်းအတာတစ်ခုတည်းယုံကြည်ချက်တွေကရှိနေတဲ့အတွက်ကြောင့်မလို့နော်နောက်ပြီးတော့ဒီတစ္ဆာတရားတွေကလည်းခိုင်မြဲနေတဲ့အတွက်ကြောင့်ပါဒါကြောင့်များကျွန်တော်ကဒီစစ်မှန်တဲ့ရှင်မြတ်တာဗျာနောက်ပြီးတော့ဘဝပေါ်မှာကျွန်တော်ရင်းကျက်လာမှုတွေနောက်ပြီးတော့ဘဝရဲ့အခန်းကဏ္ဍမှာဒီအရေးပါတဲ့ငွေကြေးတွေဗျာဒီ၃ခုစလုံးကကျွန်တော်ဒီအချိုးကျမျှတနေမှသာပဲကျွန်တော်ဒီအုံနောက်နဲ့နှလုံးသားအချိုးကျနေမှပဲပိုကောင်းတဲ့ကျွန်တော်ဒီ relationship တစ်ခုကိုပုံမရင်းကျက်လာတဲ့ relationship တစ်ခုကိုအဲ့ဒီအပေါ်မှာဗျာကျွန်တော်ရင်းကျက်တဲ့စိတ်နေစေတာတစ်ခုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဗျာမဟုတ်ရင်တော့ဒီတယောက်နဲ့ပြတ်ဟိုတယောက်နဲ့ပြတ်ဘလို့ပဲပြက်ပြက်ဗျာခင်ဗျာဒီပေါ်မှာခင်ဗျာဘဝပေါ်မှာဒုံရင်ပဲဖြစ်ပြီးဒီအစိုးတန်တရားတွေမှာပဲခြားခြားလဲသွားနိုင်တယ်ဗျာဒါကြောင့်ကျွန်တော်တို့ကဗျာဖြတ်တန်းလာပြီးတဲ့ဒီ relationship တွေကိုကျွန်တော်တို့နားလည်ပြီးတော့ကျွန်တော်တို့ကပုံမရင်းကျက်လာတဲ့စိတ်နေစေတာတစ်ခုရောက်ရှိလာဖို့လည်းလိုတယ်ပေါ့နော်ဟိုဒီလိုဆိုမေးစရာလည်းရှိပါတယ်ဒါဆိုဘဝမှာပြည့်စုံတဲ့လူတွေရောဘလို့လဲပြည့်စုံမှချက်ရတော့မှာလားဒါမှမဟုတ်ပြည့်စုံပြီးတဲ့လူတွေရောဟိုအချစ်စစ်တွေကသူ့ဘသူသူ့လိုရောက်လာကြရလားဒီလိုလည်းမဟုတ်ပါဘူးဗျာကျွန်တော်တို့ဒီဘဝနဲ့အချစ်ငွေကြေးဒီ၃ခုကြားထဲမှာကျွန်တော်ဒီပြည့်စုံခြင်းမပြည့်စုံခြင်းတွေကြားထဲမှာပေါ့နော်ဘလို့အခြေအနေမျိုးတွေပဲကြုံလာကျွန်တော်တို့ခင်ဗျားတို့ပေါ့နော်ဘဝပေါ်မှာကြီးမားတဲ့ဆိုးကျိုးတွေမဖြစ်စေအောင်ပဲကျွန်တော်တို့ကဒီအုံနောက်နဲ့နှလုံးသားကိုမျက်မျှတတထားပြီးတော့ကျွန်တော်တို့ကရွေးချယ်တဲ့နေရာတွေကိုရွေးပိုတင်တာပိုလိုတင်တာဟိုရှော့တင်တာရှော့ပေါ့ဗျာနော်ဒီလိုပဲဖြတ်တန်းနေရမှာကိုကျွန်တော်တို့အဓိကထားနားလဲသဘောပေါက်မယ်ရပြီပေါ့ဗျာဟိုဒါမှလည်းကျွန်တော်ဒီဘဝလည်းမှာကျွန်တော်ပျော်ရွှင်နိုင်မှာမလားဒါကြောင့်များကျွန်တော်တို့ခင်ဗျားတို့ကဒီအချစ်ကအရေးကြီးလားဆိုတဲ့မေးခွန်းတွေနောက်ပြီးတော့ပတ်စံအရေးကြီးလားဆိုတဲ့မေးခွန်းတွေဒီလိုပြောနေတာတွေဒီလိုကလေးဆက်ဆံမေးခွန်းတွေမေးနေမယ်အစားဗျာဘဝမှာအရေးကြီးတာနဲ့အရေးပါတာကိုပဲကျွန်တော်တို့ကသိရပြီမလားဟိုကြုံလုံးလေးဗျာကျွန်တော်ပြောပြပေးတော့မှာပေါ့နော်ဘူးတူတာလေးတစ်ခုရတာပေါ့တကယ်တော့ငွေကြေးအချစ်ဒီဘဝဆိုတဲ့အရာတွေကကျွန်တော်တို့အတွက်အရေးကြီးတယ်လို့ဟိုမပြောသင့်တဲ့စကားလုံးတွေပေါ့နော်တကယ်တမ်းစကားရတော့ကျွန်တော်ကိုယ်တိုင်လည်းသုံးနေရပါပဲအောင်ဟိုဘယ်ကအရေးကြီးတယ်ငွေကြေးအရေးကြီးတယ်အချစ်ကအရေးကြီးတယ်ဘဝအရေးကြီးတယ်ဒီလိုမျိုးပေါ့နော်ဒါမဲ့တကယ်တမ်းကျွန်တော်စိတ်ထဲမှာတိမှတ်ထားမှာဒီຢာတွေကကျွန်တော်တို့ဘဝအတွက်တကယ်အရေးပါတဲ့ຢာတွေဆိုတာပါပဲတကယ်တမ်းအရေးကြီးတယ်ဆိုတာဗျာလုံးဝပေါ့နော်ဘဝမှာအလုံးဝအတိမ်းဆုံးမခံတဲ့အရာမျိုးတွေပေါ့ဥမာပေးရရင်ခင်ဗျားတို့ကျွန်တော်တို့အသက်ပေါ့ဗျာနော်ကျွန်တော်တို့အသက်ပြောက်အသက်ကလေးကကျွန်တော်သေသွားပြီဆိုတော့ねကျွန်တော်ဒီငွေကြေးတွေလည်းပျောက်ဆုံးသွားမယ်အချစ်တွေလည်းပျောက်ဆုံးသွားမယ်ကျွန်တော်ဘဝတွေလည်းပျောက်ဆုံးသွားမယ်ဒါဆိုရင်ကျွန်တော်အဲ့၃ခုတက်ဘယ်ဟာပိုအရေးကြီးလဲကျွန်တော်ဒါတွေဒီလိုမျိုးလေးကျွန်တော်အရင်နားလည်အောင်ပေါ့နော်ဟိုကျွန်တော်တို့ဒီအသက်ရှင်နေထိုင်မှုရဗျာဒီအစိတ်ပိုင်းထဲမှာအရေးပါတဲ့အစိတ်ပိုင်းတွေလို့ပဲကျွန်တော်တို့နားလည်မယ်ရပြီဗျဟုတ်တယ်မလားကျွန်တော်တို့ကဘယ်ဟာဟိုမှသွားပြီးတော့ပို့ပြီးတော့လောက်ရမယ်ဆိုတာမျိုးဘယ်ဟာဟိုမှလိုဟို short ပြရမယ်ဆိုတာမျိုးမရှိဘဲနဲ့ဗျာသူ့နေရာနဲ့သူအသားတကျကျွန်တော်တို့နားလေသဘောပေါက်ဖို့ပဲလိုအပ်တယ်ဗျဒါကြောင့်ကျွန်တော်တို့အချင်းငွေကြေးဘဝပေါ့နော်ဒီ၃ခုမှာကျွန်တော်တခုခုကအရန်တာလွန်ပြီးတော့အရန်ရေးကြီးနေတာမျိုးမရှိဘဲနဲ့သူ့နေရာနဲ့သူအရေးပါနေတယ်ဆိုတော့ပဲနောက်ပြီးတော့သူ့တန်ဖိုးနဲ့သူရှိနေတယ်ဆိုတော့ပဲကျွန်တော်ကနားလေသဘောပေါက်ဖို့အတွက်ကျွန်တော်ပြောချင်တယ်ပေါ့နော်ချစ်ရသူများတငယ်ချင်းမိတ်ဆွေများလည်းပေါ့နော်ကျွန်တော်ဒီပြောဆိုဆက်ဆံရေးမှာလည်းလေးစားမှုရှိပါတယ်ကျွန်တော်တို့ကဗျာမမြင်မှုတဲ့ဒဇိန်တရားကိုပြောဆိုဆက်ဆံတဲ့အခါတွေမှာပေါ့နော်ကျွန်တော်လေးစားမှုတွေဖော်ရည်မှုတွေနဲ့ဆက်ဆံပြောဆိုတကြတာမျိုးတွေရှိတယ်ပေါ့ဗျာဒါမဲ့ဗျာကျွန်တော်တို့ကကိုချစ်ရတဲ့သူတွေပေါ်မှာလိုအပ်လာလို့ရှိရင်ကျွန်တော်တို့ကလေးစားမှုဖော်ရည်မှုတွေကိုပြသဖို့ပြောဆိုတတ်ဖို့ကိုရောကျွန်တော်တို့ကဒဇိန်တယောက်ပေါ်မှာဗျာလေးစားမှုထားသလောက်ကိုထားကြရဲ့လားအဲ့လိုရောကျွန်တော်တို့ကရှိကြရဲ့လားဒီလိုပြောလို့ဗျာကျွန်တော်တို့ကဒဇိန်ဒီပေါ်မှာဖြစ်ကြတဲ့ဆက်ဆံပြီးတော့ကိုချစ်တဲ့မိတ်ဆွေတွေနဲ့မှကောင်းကောင်းမွန်မွန်ဆက်ဆံရမှာလားဒါဆိုရင်ကျွန်တော်တို့ပြန်တွေးကြည့်ပေါ့ဗျာနော်မိတ်ဆွေကျွန်တော်ချစ်သူတွေဆိုတာလည်းကျွန်တော်ဒဇိန်နေရာတွေမှာကျွန်တော်တို့တစင်ဖြစ်လာကြတယ်ဗျာဟုတ်တယ်မလားဒဇိန်ဆိုရဲကျွန်တော်ဒီနေကြကန်တစ်ခုကျွန်တော်အရင်ဆုံးကြော်ဖြတ်ရတယ်မလားဒီမှာဗျာကျွန်တော်ဘာလို့အဓိကထားပြောချင်တာလဲဆိုတော့ဗျာကျွန်တော်တို့ကကိုချစ်ရတဲ့သူတွေမိဘဆွေမျိုးတွေပေါ်မိတ်ဆွေတွေပေါ်မှာရောအချိန်ကြီးကြာလာတာနဲ့မျှဗျာကျွန်တော်တို့ကအစတွေကိုသတိရကြရတာ
ကျွန်တော်ဒီပုံမှန်ထက်နှိမ့်ဝင်သွားတယ်ဗျာဆက်ဆံရေးကပေါ်သွားလာမယ်နောက်ပြီးတော့ကျွန်တော်ဒီလေးနှက်လာမယ်ပွင့်လင်းလာကြမယ်ထပ်ပြီးတော့ကျွန်တော်ယုံကြည်မှုတွေတိုးလာကြမယ်ဒါတွေကသဘောပါပဲဗျာဟုတ်တယ်မလားဒီပုံမှာကျွန်တော်တို့ခင်ဗျားတို့တော်တော်များဗျာခင်မင်မှုစီးတွေကြော်လွန်ရတဲ့အချိန်မှာကျွန်တော်တို့ဒီဟာပြောတဲ့စကားလားမပြောတဲ့စကားလားတစ်ဖက်သားကိုကျွန်တော်တို့စိတ်ထိခိုက်စေမယ့်စကားတွေကိုကျွန်တော်တို့ကလွတ်စပယ်မပြောဘူးကျွန်တော်ပို့ပြီးတော့ကျွန်တော်သတိထားရမယ်လေဗျာဟုတ်တယ်မလားနောက်ပြီးတော့ဒီရင်းနှီးမှုတစ်ခုပါဗျာကျွန်တော်ဒီအပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ကျွန်တော်ရှေ့ဆက်မှာပဲပုံမရေရှည်တည်တံ့ခိုင်မြဲနိုင်မှာမလားကျွန်တော်တို့ကဗျာဘွားဖြတ်တန်းပုံချင်းတွေအတွေ့အကြုံတွေကနေစပြီးတော့ဗျာကြီးပြင်းလာပုံတွေနောက်ဆုံးကိုးဝယ်တဲ့ဘာသာတရားတွေကစကျွန်တော်မတူညီကြတော့ဘူးအရင်ဆုံးကျွန်တော်သဘောပေါက်နားလေကြဖို့တို့တယ်ဗျာဟုတ်တယ်မလားဒါမှပဲကျွန်တော်တို့ချက်ရတဲ့သူတွေနဲ့ဗျာရေရှည်မှာကျွန်တော်ကောင်းမွန်စွာလက်တွဲသွားနိုင်မှုအတွက်အထောက်အကူဖြစ်မှာလေဗျာသူတို့ရဲ့ဖြစ်တည်မှုတွေဗျာကျွန်တော်တို့ကသူတို့ရဲ့ဖြစ်တည်မှုတွေကိုကျွန်တော်တို့ကလေးစားမှုနားလည်မှုရှိပြီးမှပဲကျွန်တော်တို့ပိုကောင်းတဲ့ relationship တစ်ခုကိုကျွန်တော်တို့ပိုင်ဆိုင်ရမှာပေါ့နော်ဒီလိုမှမဟုတ်ဗျာလကားနေကျွန်တော်ဒီဝေဖန်ရင်းနဲ့လေကန်ရေးလိုက်လုပ်နေမယ်ဆိုရင်တော့ဒီ relationship တွေကကြာရင်ကြောက်စနဲ့ကျွန်တော်တစ်ဖက်လူဗျာတွားပြီးတော့စိတ်တန်ရတယ်ပေးမှမသိဗျာပေးမိတာလုံးမိရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမယ်လေဟုတ်တယ်မလားဒါကြောင့်ဗျာကျွန်တော်တို့ကကိုချက်ရတဲ့သူတွေဗျာကိုချက်ရတဲ့ကိုတန်ဖိုးထားတဲ့သူတွေပုံမှာကျွန်တော်တို့ကလေးစားမှုကျွန်တော်ဒီတန်ဖိုးထားမှုတွေနဲ့နားလည်ပေးမှုတွေကကျွန်တော်ရှိတဲ့နေရာတွေဗျာနားလေပင်းစလောက်ပေါ့ဗျာဟုတ်တယ်မလားခင်ဗျားချက်ရတဲ့သူတယောက်ဆိုပြီးတော့တခြားတယောက်လောက်ကင်လျှောက်သွားနေတော့ခင်ဗျားထိုင်လာလိုက်နေတော့ခင်ဗျားလကနေထိုင်နေခင်ဗျားစိတ်ကင်စားရတဲ့လူတယောက်ကိုယ်တိုင်ဖြစ်သွားလိမ့်မယ်ဗျာဟုတ်တယ်မလားခင်ဗျားကိုယ်တိုင်စိတ်ကင်စားရတဲ့လူတယောက်ဖြစ်သွားလိမ့်မယ်ဒါတော့နားလေနေလေဗျာဟုတ်တယ်မလားဒါကြောင့်မို့ဗျာကျွန်တော်တို့ကဒီကိုချက်ရတဲ့သူတွေကမှလေးစားမှုရှိဗျာနောက်ပြီးတော့တခုနားလေရမှာကျွန်တော်တို့ခင်ဗျားတို့နားမှာရှိနေတဲ့သူတွေကလည်းဗျာခမားပေါ်မှာလေးစားမှုရှိပြီးတော့ခမားရဲ့ဖြစ်တည်မှုတွေအကုန်လုံးလက်ခံပေးတဲ့သူတွေပဲလေဟုတ်တယ်မလားအဲ့လိုလူတွေမျိုးပဲခမားရွေးချယ်တာခမားကိုယ်တိုင်လည်းအဲ့လိုမျိုးရွေးချယ်တတ်တယ်လို့ဗျာတစ်ဖက်ကရောဘယ်လိုလူမျိုးလိုချင်မလဲခမားကိုယ်တိုင်တေချာစဉ်းစားကြည့်ပါဗျာဟုတ်တယ်မလားရှင်းလေးဗျာသူတို့လည်းသူတို့ပုံမှာချစ်မြတ်လို့ပြီးတော့လေးစားမှုရှိပြီးတော့သူတို့ရဲ့ဖြစ်တည်မှုတွေကိုကျွန်တော်ဒီလက်ခံတတ်တဲ့သူတွေပဲသူတို့လည်းလိုချင်မှာပေါ့ဗျာဒါလုံးဝအမှန်ပဲလေဟုတ်တယ်မလားဒါကြောင့်မို့ဗျာကျွန်တော်ဒီ art stream မှာခင်ဗျားဒီ relationship တွေမှာခင်ဗျားဘာတွေလုပ်ပေးနိုင်တယ်လဲတစ်ပတ်ခင်ဗျားဘာတွေရနိုင်တယ်လဲပုံမှာမူတည်ပြီးတော့ဗျာကျွန်တော်ဒီအတ္တမကြီးလွန်းတာပဲအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဗျာကျွန်တော်နောက်ပြီးတော့တခုရှိသေးတာလက်လောရတဲ့ခါမှာကျွန်တော်တို့ကမေးခွန်းတွေအများကြီးမမေးမိဘူးလို့လေဗျာကျွန်တော်တို့ဗျာတစုံတယောက်ကိုကျွန်တော်ဆုံးရှုံးခဲ့ရပြီကျွန်တော်ဘဝမှာဟုတ်တယ်မလားလက်လွတ်ခဲ့ရပြီဒါတွေကကျွန်တော်မလင်းမသိကြုံခဲ့ရပြီဗျာဒါတွေကကျွန်တော်ခင်ဗျားတို့ရဲ့ဘဝတွေမှာဘလို့မှရှောင်လွဲလို့မရနိုင်တဲ့အရာတွေဗျာနောက်ပြီးတော့ရှောင်လွဲလို့မရနိုင်ခဲ့တဲ့အရာတွေဒီဟုတ်တယ်မလားဟုတ်တယ်လေဗျာကျွန်တော်ဒီလူတွေကိုကျွန်တော်တို့ဒီထိန်းချုပ်လို့မရနိုင်တာဒါအသေးကြပဲလေဒါမှမဟုတ်ကျွန်တော်တို့ပါဗျာဒီတစုံတယောက်ကိုကျွန်တော်ဒီဆုံးရှုံးလာတဲ့အချိန်မှာကျွန်တော်ဘာတွေလုပ်တတ်ကြတယ်အဲ့ဒီတစုံတယောက်ကျွန်တော်မေးခွန်းတွေများသောအားဖြင့်များကျွန်တော်တို့ကအဲ့ဒီတစုံတယောက်ကိုတွားပြီးမေးခွန်းတွေတွားမေးတတ်ကြတာဗျာတကယ်တော့အဲ့ဒီမှာကျွန်တော်တို့စမှားတာဗျာကျွန်တော်တို့ဘာတွေတွားမေးတာလဲသိလားကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ဗျာကျွန်တော်တို့ကိုယ်တိုင်ရဲ့ဒီစိတ်တန်ရာတွေရလာစေမယ်မေးခွန်းတွေဗျာဥပမာပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ထူးထူးများသောအားဖြင့်ပေါ့ဗျာเนาะကျွန်တော်ဘာကြောင့်ငါ့ကိုမချစ်တော့တာလဲဘာကြောင့်ငါ့ကိုထားခဲ့တာလဲငါ့ကိုဘာအနေချက်တွေရှိလို့လဲဒါမျိုးတွေပေါ့ဗျာကျွန်တော်အများဆုံးမေးတတ်ကြတာပေါ့နော်အဲ့လိုမေးပြီဆိုဗျာတစ်ဖက်ကဘလို့အဖြေမျိုးတွေရလာနိုင်တယ်တရားတစ်ခုကဗျာရိုးရှင်းတဲ့ဖြေတစ်ခုက तू ကတော့ခင်ဗျာပြော तू ဘက်ကတရားတစ်ခုကတော့ခင်ဗျာကို तू မချစ်တော့လို့ဗျာခင်ဗျာနားမှာမရှိရင်တော့လို့လေဗျာဟုတ်တယ်မလားတောင်းမှကျွန်တော်အာချောင်ပြီးတော့ရှောက်မေးရင်တော့ तू ကလည်းခင်ဗျာဒရာမာတွေပြန်ခင်းတော့မှာပဲခင်ဗျာဟုတ်တာတွေရောမဟုတ်တာတွေရောကျွန်တော်ဒီရှိသမျှအားနေချက်တွေဗျာအပြစ်တွေအကုန်လုံးရှိသမျှကိုအကုန်ရှောက်ပြောတော့လူတယောက်ဗျာဒီချစ်ရတဲ့သူတွေပေါ့နော်ဒီ relationship တွေမှာအစာပိုင်းချစ်နေကြတော့မှာတော့ခင်ဗျားရဲ့အရာတိုင်းဗျာလုံးဝချစ်ဖို့ကောင်းနေတယ်မျိုးပေါ့နော်တကယ်တမ်းမချစ်ကြတော့ရင်မချစ်ကြတဲ့အချိန်တွေမချစ်တော့တဲ့အချိန်တွေရောက်လာပြီဆိုရင်ခင်ဗျားရဲ့အရာတိုင်းကလုံးဝမုန်းနေရတယ်ဖြစ်လာတော့မှာဗျာလူတွေကဘလောက်ပြောင်းလဲတယ်ဆိုတာနောက်ပြီးတော့ပြောင်းလဲတဲ့တော်တော်တွေဆိုတော့ခင်ဗျားနားလေသဘောပေါက်တင်တယ်လို့ကျွန်တော်ထင်တယ်ဗျာဒါကြောင့်ကျွန်တော်ဒီအရင်ဗီဒီယိုတွေမှာပြောဘူးတယ်ဗျာနော်လူတွေပေါ်မှာလိုအပ်တာထက်ပို့ပြီးတော့မျှော်လင့်ချက်တွေပို့မထားဘူးကျွန်တော်ပြောခဲ့တာပေါ့နော်အဲ့လိုမျိုးခင်ဗျားဟိုကခင်ဗျားရဲ့အပြစ်တွေကိုရှာကြံပြီးတော့ပြောလို့ရှိရင်ခင်ဗျားဘာဖြစ်မလဲအလကားနေထိုင်မယ်ခင်ဗျားပဲစိတ်တရားတွေရမှာဗျာနောက်ပြီးတောကတွေများမှာဗျာဘောပေါ်မှာခင်ဗျားဖြစ်တည်မှုတွေပေါ်မှာခင်ဗျားတန်တရားတွေဝင်လာမယ်နောက်ပြီးစိတ်ပြက်ညှင်းဝေသွားနိုင်တယ်ဗျာ
ပြီးတော့ခမောက်ခမဟိုဘာဆိုဘာမှအသုံးဝင်တော့တဲ့လူတယောက်လိုလဲတွားပြီးတော့ခံစားသွားနိုင်တယ်လေဗျာဟုတ်တယ်မလားအမှန်တော့ဗျာအဲ့ဒါတွေကခမောက်အားနေချက်တွေလည်းမဟုတ်ဘူးခမောက်အသုံးမကြလည်းမဟုတ်ဒါတွေကခမောက်ဖြစ်တည်မှုတွေပဲဒါဆိုဘာလို့အဲ့လိုမျိုး तू ကပြောတာလဲပေါ့နော်အဖေကတော့ရှင်းနေဗျာအဲ့ဒါလုံးဝမချစ်တော့လို့ပဲဒါလေးပါပဲရိုးရရှင်းတယ်နောက်ပြီးတော့ကျွန်တော်ဒီနားလေဖို့အတွက်လွယ်ကိုတယ်ခင်ဗျားတို့ချစ်တဲ့သူတယောက်စီကဆိုလို့ရှိရင်ဒီစကားတွေရဲ့ပြောင်းပြန်နေရမှာတွေသဘောတရားတွေခင်ဗျားခံစားရလိမ့်မယ်နောက်ပြီးတော့အဲ့လိုခံစားရပြီးတော့ဗျာခင်ဗျားတော့ခင်ဗျားစိတ်ထဲမှာဟီးရိုးတယောက်လူဖြစ်နေလိမ့်မယ်ဘယ်လိုမျိုးလဲဆိုရင်ဗျာမင်းမ30ပဲရှိတော့တာလားနဲ့မင်းမ30တောင်ကြံပါသေးတယ်ကွာဆိုတဲ့လူနှစ်ယောက်ရဲ့ကျွန်တော်ဒီအဖြေနှစ်ခုလိုပဲဟိုဗျာဒါကြောင့်ကျွန်တော်တို့ကဆုံးရှုံးသွားတဲ့လူတွေပေါ်မှာမေးခွန်းတွေရှောက်ထုတ်နေမယ်စားဗျာကျွန်တော်လှုပ်တင်တာကိုမေးခွန်းနဲ့ငယ်ထုတ်လိုက်ပေါ့ဗျာဘလို့မေးခွန်းမျိုးလဲဆိုတော့ဗျာငါဒီ relationship တစ်ခုမှာဘာတွေသင်ခန်းစာရလဲတဲ့လဲဘယ်အရာတွေကိုငါရှော့ချတင်တယ်လဲဘယ်အရာတွေကိုငါပို့တိုးတင်တယ်လဲပို့တိုးတင်တာတွေကဘာတွေလဲနောက်ပြီးတော့ဘလို့လူမျိုးတွေကိုငါထက်ချစ်တင်တယ်လဲဘလို့မျိုးချစ်တင်တယ်လဲဒီလိုမျိုးဖြစ်ရတဲ့ခုလုံးပြန်သုံးသပ်ပြီးတော့ကျွန်တော်တို့ကအကောင်းဆုံးရှင်းဆက်ဖို့ဆိုကျွန်တော်စူးစမ်းတင်နေဗျ။ဘာကြောင့်လဲသိလား။ဒါခင်ဗျာအလုံးစုံထိန်းချုပ်နိုင်တဲ့အပိုင်းဖြစ်နေလို့ပဲဗျ။ကျွန်တော်ဒါကိုနားလည်မယ်ဗျာကျွန်တော်ဒီဆုံးရှုံးသွားတဲ့လူတွေပေါ်မှာမေးခွန်းတွေလိုက်မမေးနေတာပဲကျွန်တော်ဒီအကောင်းဆုံးဖြစ်မယ်ဆိုတော့နားလည်ပြီးတော့ဗျာ။အဲ့ဒီအရာကိုလည်းခင်ဗျာနားလည်မယ်လို့ကျွန်တော်ယုံကြည်ရပေါ့ဗျာနော်။